ကုန်းဆရာဘုရားကြီးကအတုရဆိုတာ၃မျိုးရှိတယ်တဲ့နာကျင်ခြင်း၃မျိုးရှိတယ်တဲ့ဒီခန္ဓာကိုယ်ကြီးမှာနော်ပထမနာကျင်ခြင်းကဘာလို့ဆိုတော့ဇရာတုရဇရာတုရဆိုတာအိုလို့နာလာတာနော်အသက်ကြီးလာပြီဆိုတော့ခြေထောက်ကလည်းမကောင်းဘူးလက်ကလည်းမကောင်းဘူးခါကလည်းမကောင်းဘူးခေါင်းကလည်းမကောင်းဘူးဘာမှမကောင်းဘူးဟုတ်လားမဖြစ်လာတော့နားလာတာအခိုင်းကြံလာတဲ့စက်တစ်ခုဟိုနားကဟိုဝါချောင်းဟုတ်လားဟိုဘက်ဦးကပြုံးဘာမှသူ့ဟာကတဲ့တဲ့ရဲ့မရှိတော့ပုံမှန်မဟုတ်တော့အဲ့တော့အသက်ကြီးလို့ကိုခန္ဓာကိုယ်ဟာနားလာတယ်ဒါကိုဘာပြောမလို့ဇရာတုရအိုလို့နားဒါအိုရင်ဒါကိုရှောင်လို့မရဘူးဒါကြောင့်တချို့ဆရာဝန်တွေကပြောတာရှိတယ်လေယောဂဖြစ်တဲ့လူကြီးတွေသွားပြတယ်ဒါအသက်ကြီးလို့ဖြစ်တာကုလို့မရဘူးတတ္တယုံလောက်ပဲလုပ်ရမယ်အဲ့ဒါကိုဘာခေါ်မလို့ဇရာတုရနောက်ဒုတိယအာတုရကဘာလဲဆိုတော့ရောဂါတုရတဲ့တချို့မအူသေးပဲနဲ့နာတယ်ဘာလို့ဆိုယောဂါကနှိမ့်ဆက်လို့လူကအသက်မကြီးသေးဘူးယောဂါကအမျိုးစုံနေပြီနော်ဖြစ်လျာဘဝသူများကိုနှိမ့်ဆက်ခဲ့တဲ့နှင်းဆဲခဲ့တဲ့ဒေါသအားကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေအဲ့လိုယောဂများတာပဲယောဂများပြီဆိုဒါနာကျင်တယ်ကြိုက်ခဲ့တယ်နောက်ဦးဇင်းတို့တတိယနာကျင်ခြင်းကဘာလဲဆိုတော့ကိလေသာတူတာလောဘဒေါသကြောင့်နာကျင်ဒါလေးကတော့အလုံးမစဉ်းစားရကောင်းတယ်လောဘဒေါသကြောင့်နာကျင်တယ်ဆင်းရဲတယ်ဒါကလည်းပဲတတိတွေဉာဏ်တွေကောင်းမှသိနိုင်တယ်ပေါ့များသောအားဖြင့်တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကဒီလောဘဒေါသနဲ့ပဲနေနေတာသူတို့နဲ့နေရတာနာကျင်တယ်ဆိုတာကိုမခံစားမိဘူးသူတို့နဲ့နေရတာနာကျင်တယ်အခါရခက်တယ်ဆိုတာကိုတကယ်ထင်ရှားကျင်တယ်ဆိုရင်သူတို့မရှိပဲနေကြည့်တဲ့ကာလလေးတွေများအောင်ကြိုးစားကြည့်သင့်တယ်သူတို့မရှိတဲ့အချိန်မှာဘယ်လောက်တက်တာလဲဆိုတာကိုသိမယ်ဆိုရင်သူတို့ရှိတဲ့အခါမှာဘယ်လောက်ဆင်းရဲလဲဆိုတာကိုသိနိုင်တယ်နော်အရေးသေးရောက်မှနေပူတဲ့နေရတာတော်တော်ပင်ပန်းပါလားဆိုတာကိုသိနိုင်တယ်နေပူတဲ့ကြီးနေကြဆိုရင်သိပြီးတော့ပူလို့ပုံမှန်မသိတာရှိတယ်တချို့အလွန်ဆင်းရဲတဲ့လူတွေနေပူတဲ့မလုံနေတာပဲသူတို့မှပူတယ်လောင်တယ်လို့သိပြီးတော့ညီးတာမရှိဘူးအရှိတ်သေးကြီးအမြင်နေနေတဲ့လူတယောက်နေပူတဲ့ခဏလေးသွားလိုက်တာနဲ့ပူလာကြီးလောင်လာကြီးဖြစ်လာဒါတဘာဝလေးတွေကိုဦးဇင်းတို့ပြောပြတာပါလောဘဒေါသကြောင့်ဒီစိတ်ဟာပူလောင်နေနာကျင်တယ်ဆိုတာကိုထင်ရှားကျင်တယ်ဆိုရင်လောဘဒေါသမရှိပဲဖြစ်အောင်နေကြည့်တတ်တဲ့အလေးအကျင့်လေးကြိုးစားကြည့်တဲ့တယ်ပေါ့အဲ့တော့ဦးဇင်းတို့နာကျင်ခြင်းဘယ်နှမျိုးလဲ၃မျိုးနော်ဇရာတုရအိုလို့နာလာတယ်ရောဂတုရအနာယောဂကြောင့်နာတယ်ကိလေသာတုရကိလေသာတို့ကြောင့်နာတယ်အဲ့တော့ဦးဇင်းတို့အကုန်ခြုံပြောရရင်ဒီခန္ဓာကိုယ်ကြီးဟာအကြောင်းအမျိုးမျိုးကြောင့်နာကျင်နေတယ်အဲ့ဒီနာကျင်နေတဲ့အတွက်ကြောင့်သူဒီတကယ်တန်ဖိုးရှိတဲ့အရာမဟုတ်ဘူးလို့သုံးသပ်တယ်တဲ့ဘဟုရောဂနံတာရဏဘာဝေနနိတ္တာရတ္တဣမတ္တခန္ဓတ္တယောဂသဘောအများကြီးဖြင့်ဆက်ဆံနေတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ဟာတန်ဖိုးတကယ်မရှိဘူး